လူတွေမှာတကူရှိတဲ့ပုဂ္ဂိုလ်ရှိနိုင်ပါတယ်ရှိနိုင်တဲ့ကဘလို့တကူတော့ဆိုစွမ်းတကူဆိုဒီမှာစာပေကျမ်းကနေမှာဆောင်ရွက်နိုင်တဲ့စွမ်းရည်တတိကိုခေါ်တာပဲဖြစ်တယ်မှန်ပါအဋ္ဌိလို့ခေါ်တယ်ပေါ့နော်သူများတဲ့စိတ်ဆန္ဒကြီးမားတဲ့ပုဂ္ဂိုလ်ကလည်းဒါတကူရှိတယ်လို့ပြောလို့ရတယ်သူများတဲ့လုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲသူများတဲ့ပို့အောင်မြင်တာဖြစ်တော့ကြောင့်အဋ္ဌိလို့ပဲခေါ်တယ်စိတ်ဓာတ်ကြံ့ခိုင်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲဒါသူ့ရဲ့စွမ်းတကူလို့ပြောပါအသိဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေလည်းစွမ်းတကူပဲမှန်ပါဗျာစီဘောဥစ္စာတိုးတက်မြင်မာတာတို့ရာထူးကုန်သိတိုးတက်မြင်မာတာတို့လည်းဒါလည်းစွမ်းတကူလို့ပြောနိုင်တယ်ပေါ့ဒါကတမန်ပုဂ္ဂိုလ်တွေရရှိတဲ့စွမ်းတကူတွေကြိုးစားသူနဲ့မကြိုးစားသူပညာထက်သူနဲ့မထက်သူဆိုတာအဲ့ဒါလူတွေမှာကွဲပြားခြားနားမှုတွေရှိတယ်ပေါ့နော်တမန်အဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တကူဆိုတာဒီအလိုရှိတဲ့အရာကိုဖြည့်ဆည်းစေနိုင်တဲ့အရာကိုပြောတာလုံလဝိရိယရှိရင်လည်းဖြည့်ဆည်းစေနိုင်တယ်ပညာရှိလို့ရှိရင်လည်းဖြည့်ဆည်းနိုင်တယ်စိတ်ဓာတ်ကြက်ခိုင်ရင်လည်းပြည့်နိုင်တယ်ပေါ့နော်အဲ့လိုတကူမျိုးမျိုးရှိတဲ့ထက်မယ်အခုမေးတဲ့မေးခွန်းအရာတမန်လူတွေတဲ့တကူရှိတဲ့တကူဖြစ်နိုင်တဲ့အစွမ်းတကူပို့ပြီးတော့ကြီးမားတဲ့ပုဂ္ဂိုလ်တွေရှိသလားဆိုဥပမာမယ်တမန်ပုဂ္ဂိုလ်တွေပို့သွားလို့ရှိရင်သမထချင်းစဉ်အောင်မြင်ပေါ်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေကဒါသူကသမထချင်းစဉ်ရဲ့စွမ်းအားနဲ့သူ့ရဲ့ mental power ဆိုတာရသွားတဲ့အတွက်ကြောင့်သူဟာဖန်ဆင်းနိုင်တဲ့စွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကတရားသဘောပဲကပေါ့နော်နောက်တစ်ခါဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့အရိယာဖြစ်ဘဝရောက်သွားပြီဆိုရင်သူ့စိတ်ကိုသူပိုင်နိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားတယ်မှန်ပါဗျာဒါလည်းစွမ်းတကူတစ်ခုပဲသမထကျင့်စဉ်နဲ့ဒီအဘိညာဉ်အစွမ်းတကူမျိုးမျိုးကိုဖန်ဆင်းနိုင်တဲ့ပုဂ္ဂိုလ်တွေကျင့်တယ်ဆိုတာသူတို့ကဘာတွေကိုကျင့်တယ်လဲလို့ကျင့်တယ်လဲဆိုရင်ခုနကစံနေအဘိညာဉ်တွေသူများစိတ်ကိုသိတယ်အတိတ်ဘဝကိုပြန်သိနိုင်တယ်ဝိလန်တဲ့ဒေသခြားကွယ်တဲ့ဒေသမှာရှိတဲ့အရာတွေကိုမြင်နိုင်စွာရှိတယ်တို့တကူမျိုးမျိုးဖန်ဆင်းနိုင်တယ်တို့ဆိုတာသမထကျင့်စဉ်ကိုကျင့်တယ်မှန်ပါဗျာသမထကျင့်စဉ်ကိုကျင့်တော့သူတို့စိတ်ရဲ့ mental power သူတို့ကောင်းကောင်းရပါတယ်ရသွားသည့်အတွက်ကြောင့်အဲ့ဒီ mental power ကိုအသုံးချပြီးသူကတရားရာကိုဖန်ဆင်းနိုင်တဲ့စွမ်းတတိမျိုးသူတို့မှရသွားတယ်မှန်ပါဒါကမြတ်စွာဘုရားဟောတဲ့သဘာဝကျင့်စဉ်ကကျင့်လို့ရတဲ့အစွမ်းတကူတနည်းရှိသေးတယ်လောကမှာမန္တန်တို့ဆေးဝါးတို့ရဲ့အစွမ်းနဲ့လူဟာထိုက်တဲ့တော့အစွမ်းတကူတွေရတာရှိတယ်ဒီသူများစိတ်ကိုသိတယ်တို့တကူမျိုးမျိုးကိုဖန်ဆင်းတယ်တို့ဆိုတဲ့စိတ်ဓာမဏိဝိဇ္ဇာဆိုတဲ့အတတ်ပညာမျိုးလည်းရှိတယ်မှန်ပါ